kg ဝေဒန်အတွက်ရှင်ပြိုင်ကြမယ်ဖိုက်တာများနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာအနီတော့မှရှင်ပြိုင်ထိုးသမဲ့ဖိုက်တာကတော့အသက်18နှစ်အရက်9ပေ3လက်မဝိတ်50 kg ပွဲ3ပွဲရှင်ပြိုင်ထားရမှာနှစ်ပွဲနိုင်တစ်ပွဲတည်းအဖြစ်ဘကိုးကလမဘကိုးသားဖိုက်တာညီညမအပြာတော်မဖိုက်တာကလည်းအသက်23နှစ်အရက်9ပေ5လက်မဝိတ်50 kg 3ပွဲရှင်ပြိုင်ထားရမှာနှစ်ပွဲနိုင်တစ်ပွဲရှုံးပြီး Phoenix Club မှာကလောသားဖိုက်တာရဲထနာ Round 1စပါပြီ round 1 bounce တွဲလုံးနဲ့စတယ်ညီလေး step ပင်မှာဆိုလို့ရှိရင်တော့ရဲထန်နိုင်နဲ့တာတယ်ဗျရဲတဲ့နိုင်ဒါ pressure လိုက်ပေးရတာတောင်းအောင်ကတ်ပြီးတော့အချက်လေးနဲ့ပြန်ပြီးအကွာဝေးပြန်ထိန်းထားတယ်အိုးကောင်းတာရှော့ကြီးရမ်းမိုက်တယ် ခုန နော် တစ်ချက်ကလုံးဝကွက်နေတယ် ဒီအောင်တော့ဒါအကဲဆန်းနေကြတယ်အိုး overhand လုံးဒီကတော့ body shot ကနေ overhand ကိုသွားကျင်တာညီလေးကဒီအောင်လုံးကတော့ဒါတိတ်ပြီးတော့ကောင်တာမစော့ကြဘူးပေါ့ attacking ဘိုင်းအောင်ပဲသွားကြတယ် ကျွန်တော်ကြည့်ရသလောက်ကခုနပုံစံအတိုင်းဆိုလို့ရှိရင်လုံးမခံတဲ့ထဲမှာပါတယ်ဗျလုံးပြီဆိုသလား တွေ့ရနိုင်ရဲ့ step ပင်နဲ့ကောင်းတယ်ညီလေးမြင်မြအောင်တော့ဒါတွဲလုံးနေလိုက် pressure လိုက်ပေး ဒါပေမဲ့အခုသတိထားမိလားပြောင်းပြန်ဖြစ်သွားတယ် dynamic ကခုနက corner ဝင်တယ်အခုကျွန်တော် dynamic ပြောင်းပြန်ဖြစ်သွားတယ် ရဲတဲ့အောင်ကောင်တာပဲတော့ကောင်းတယ်ညီလေးနေအောင်လုံးကတော့ဒါပြောမယ်ဆိုရင်တွဲလုံးတွေရန်ထွက်တယ်ဒါပထမအဦးဆုံးအချိန်မလို့ဒါနေအောင်လုံးကအရန်ကိုမြန်နေကြသေးတယ်ရဲတဲ့နေအောင်တော့ကောင်းတာသမိုင်းလုံးဝကောင်းတာဆော့ရလို့ပြောလို့ရတယ် ကောင်တော်မှ initiate ပေါ့နော် initiate ကောင်တာ သူစထိုးတာမျိုးကရှားတယ်ညီလေးမြင်အောင်တော့ဒါ live pressure လိုက်ပေးတယ် over တစ်လုံးထိသွားညီလေး နှလုံးရှိပြီဆိုတော့ကျွန်တော်တက်နှလုံး body ribbon တွေရလုံးဝ professional ကြတယ်နော် steps မိုင်းဒါဆန်လို Piggy Woods တိုင်နဲ့ almost Superman punch Piggy Woods တိုင်နဲ့လက်ဝတ်ထိုးတာလှတယ်ရဲတဲ့နိုင်အနေနဲ့ကတော့ဝင်ထိုးဖို့လိုရလို့ကိုမြင်တယ်နော် first round မလို့လည်းဖြစ်မှာပါကျွန်တော်တက်လုံချွေးရမယ် boxing ကတက်လုံမချွေး Oh that's over the hand touch လေ bro come on over hand လုံးတော့စားလိုက်က Ôi ပြောရခက်လာတဲ့အချိန်ဖြစ်နေ နေအောင်လုံးတော့မျှတယ် Ôi ထိပါညီလေး ဒါပေမဲ့ backing လေးကောင်းနေလို့ရဲတဲ့နိုင် backing ဒါ short ပြီးခံတယ်လို့ဖြစ်သွားညီလေးလက်သေးကိုဝင်မတိုးဘူး suspension နေအောင်လုံးကတော့ထိချက်တွေမျှနေတယ်ပထမချိန်မှာဘယ်သူ့ကိုပေးရမှာလဲ initiate တရားအကဲဆမ်း initiate လုပ်ဖို့နည်းနည်းလေးခက်နေပြီဗျာဒီကောင်က နေအောင်လုံးကတော့ဒါ round ပြီးကန်လေးတွေရှင်းထိုးကြတယ်လို့ဖြစ်နေ round ပြီးပေါ်လဲ second ပိုင်းပဲ second မိုင်းလေးပဲလိုတော့တယ်30 second ဆိုတော့နည်းနည်းလေးချွေတော့ဆုံးပါဗျာ second round ကိုသူတို့သွားဖို့ဆိုတော့ ရဲတဲ့နိုင်တော့တကယ်ကောင်းတာဗျ initiate လုပ်ဖို့တော့လိုပြီဗျအော်မိုက်တယ်နော် ပူပန်လေးတော့လာတယ် တော်တော်မိုက်တယ် slit လေး ဟောလက်ကျန်10 second မှာစိုင်ထိုးကြမှာ Okay လို့ less ကြည့်ရ 10 မယ် seconds ပါနော်အိုးခုနတစ်ချက်နော် ဟေး ကန် အိုး overhand စိုးရင်ရတယ် Okay ဒါကျွန်တော်တို့ round 1ပြီးသွားပြီပေါ့နော် ဒီလေ highlight လေးပြန်ကြည့်ရအောင် အဲ့တစ်ချက် overhead နဲ့ တော့ ထိုး မိုက် ရတော့မိုက်တယ်ညီလေးရဲ့ overhand တစ်လုံးကိုတို့မြင်ရလိမ့်မယ် uppercut uppercut နဲ့ overhand နဲ့လဲသွားတာ ကျွန်တော်အဲ့ဒါလေးသဘောကျတယ် အဲ့ Weaving လေး boxing လှတယ် movement တော်တော်လှတော်တော်အဲ့မှာတော်တော်လှတယ် မိုက်တာဆန်လည်း weaving နဲ့သူ overhand လက်ဟုတ်ပြန်ထွက်တာ အပူတိုင်းဟိုအဲ့ ကဲ round 2 ကျွန်တော် round 2ပါခင်ဗျ Round 2. ဒီတက်လုံမှန်းတော့နင်တော့စိတ်ချရတယ်နော် ညောင်လုံးကတော့တက်လုံကောင်းတယ်ချွေး သူ တက် တို့ တယ်
moment နေရတော့မြန်သေးရဲ့အဲ့ overhand တစ်ပေါက်ကအေး overhand လက်ဟုတ်တယ်ပဲသွား over နှစ်ချက်နော် လက်ဟုတ် pro heavy ပြော over ကိုတောက်ရောက်ဝင်နေတာ လက်ဟုတ်နဲ့အဆုံးသက်တဲ့ကစားနည်းဖြစ်နေပြီဒီမြင့် နည်းနည်း freely လေးသူနည်းနည်းကစားခြင်းကျွန်တော်ကြည့်တယ် မြင့်ဝင်လက်ဟုတ်တော့ကောင်းတော့နော် ကိုတွေ့လိုက်လေ freely လေးတွေ့လိုက်လေ တွေ့ ဘောကြအိုး step in နဲ့တွဲတော့လိုက်တယ် body hack ပုံစံမျိုးလိုက်တယ်အနေအောင်တော့ဒါစမှာ react ကြီးစတော့ကဲဆန်းနေရအေးဘာလို့ဘာလို့ဒီချီတော့မြင်ရအောင် ဘယ်လိုပြောရလဲမြေမြေမောင်ကတော့ကပြီးတက်လာတယ် လိုက်ဘေဘီလိုက်ဘေဘီလိုက်ဘေဘီ လိုက်ပြီဝေပါပြီโอเคဘာလို့ညတယ်ကျွန်တော်ကြီးချောက်စကန်တော့ တိဝိုင်းဖိုက်တာရဲ့တာဒီကတော့ပမာချီပါတယ်ဒါပြိုင်ဘက်ကို reload ပြီးတော့ဒါသူကခင်းသွား နှစ်ယောက်က မြောက်နေရတော့ဒါ power shot ရဲ့ line တွေတော့ကြောင့်တက်လို့ပိုင်းပြန်ကြည့်ပြီးအေးအဲ့ overhand ဖြတ်လို့ပါရပြ overhand ထိုးရင်ထိုးလို့များတော့ကျန်ကတိပါ အဲ့ကျွန်တော် step လေးဝင် step in at the right တော့တင်ကြတာဝင် အရင်သဘောကျတယ် option match fresh တော့ ချက်ပိုင်းမှာဒီမြတ်ပို့ပြီးတော့များအဲ့ ဒီကအဲ့မှာ overhand ပြီးကိုကို ဆက်လိုက်ပြီဆက်လိုက်ပြီဆွေးပါခါတော့ ဒါပေမဲ့ pressure ကို line မပြတ်လက်တိ pressure တောင်းလျှောက်ပေးနိုင်တော့ဒီပွဲကအဆုံးအဖြတ်ကမြန်သွား ဒီ ပြီ ကချီပြီးပို့ရတယ်ညီလေးစက္ကန့်40လောက်ပဲကျန်တော့လေ second ပိုင်းပဲကျန်တော့နော် အော်ဒီစက္ကန့်ပိုင်းမှာရုံးနိုင်တဲ့လူကအမှတ်တောင်းအောင်ပါမြင်းမြမောင်နေရတက်လုံနေငယ်ခြံပြီးတော့သူစော့ပုံရတယ်ဘာတွေနောက်ဆုံးမိနစ်မှာဘာတွေလုပ်ပြနိုင်မလဲတော့ကြည့်ရမယ်ဒီဝင်းကိုထောက်ထားတာတော့မိုက်နော် အဓိကအဲ့လို အေးအဲ့ over နဲ့အဲ့တော့ကောင်းလားအေးတော့ clean shot ညီလေး shot အဲ့တော့ကောင်းတယ် 10 seconds เฮ้ยแล้วโอเคว้าဒီချီမှာဒီမြတ်မှာသိပြီ Round 3 boxing ပွဲတွေကတော့ဒီလိုပဲဗျအဖိုးမခံတဲ့သဘောနော် Okay ကျွန်တော် replay လေးချက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့တစ်ချက်လေးတွေကျွန်တော်သဘောကျတယ်တော့ backing in တော့ ဘာကြီးအဲ့ဟိုအဲ့တော့ကတော့မိုက်တယ်မသိရသေးရ ဟိုညီတော်တို့ strength တွေအားကိုးတာမဟုတ်ဘဲနဲ့ agility လေးတွေအားကိုးတာ ဘာအဲ့နေနေလို့လား အဲ့တစ်ချက်လွတ်တာကြီးတော်အဲ့ရတယ် မိုင်းဂိမ်းတာဝါတယ်ဒီကမိုင်းဂိမ်းပြပါအဓိကအဲ့နေရာမှာမပြတ်ဘူးလိုက်မယ်အဲ့မှာပြတ်လိုက်တယ်ဝဲကြာနောက်ဆုံးချိန်မှာတော့ဒါဘယ်လိုနည်းစနစ်တွေပြောင်းပြီးတော့ ကျွန်တော်အကြည့်ကြီးတော့တော်တော်ကြောက်သွားပြီဗျ Round 3 လိုက်မေးနောက်ဆုံးချိန်မှာလိုက်မေး ပြိတ္တတွေကလည်းအိုး overhand တစ်ပေါက်ကတော့ညီလေးမြင်းမြတ်မောင်တော့ကောင်းတယ်နောက်ဆုံးအေး overhand တစ်ပေါက်ကညီလေး အခု strategy ပြောင်းပြန်ဖြစ်သွားပြီဗျရဲတဲ့နိုင်ကို မြင်းမြတ်မောင်တော့ pressure လိုက်ပေးတယ်ဒီဖိုင်တန်နေအောင်ကတက်လုံပိုင်းတော့ကောင်းတယ်လို့ပြောလို့ရတယ်ဘာမှမကြောက်ပါသေးဘူး ကျွန်တော် step လေးဝင်ပြီးတော့ဂျပ်တော့အဲ့ဒါအရင်သဘောကျကျွန်တော်သဘောကျတယ် ဒါမြင်းမြတ်မောင်ရဲ့ cross တွေပေါ့အချီရရတနာအနေနဲ့ရတယ်ညီလေးသူကဒီဟော counter ဆောက်ပြီးပြန်ထိုးတဲ့သဘောပေါ့ဒါ overhand ထိုးရဲ့နေရာမှာ counter ပြတ်ထိုးသွားတယ်ဒါသူကဝင်အောင်စားမှာပဲညီ boxing ကတော့ green ပဲဗျ အဲ့လက်ဟုတ်တယ် step နဲ့တက်တက်ထိုးတာ step တော်တော်သဘောကျ ဒီသူလက်ဟုတ်တွေကြည့်တာများ Ryan Garcia တော့သတိရလက်ဟုတ်တော်ကောင်းတယ် step in နဲ့လုံးဝတော့1 2 step in နဲ့ away ကိုလိုက်ပြီးထိုးတာ အ
လောင်းလျှော့တယ်ညီလေး ပြဿနာဗျပြက်သွားတာကိုပြက်သွားတာပြဿနာ အေးဘော်ရီလျှော့ညီလေးရဲထက်နိုင်ဘော်ရီလျှော့ရလဲနော်ကွက်တိဝင်သွားတယ်ဒီလိုအချိန်မှာဘော်ရီလျှော့ဝင်ရင်လုံးဝတက်လုံပြိုးသေးတယ်ဒါပေမဲ့နှစ်အောင်လုံးကတော့တက်လုံပိုင်းမှာဒါ moment တွေကမြန်သေးတယ်ဆိုတော့ဒါတက်လုံပိုင်းကိုတခြားလေ့ကျင့်ထားဝင်ရတယ်ညီလေး တက်လုံမှန်းကတော့ပြောစရာမလိုဘူးဗျ လက်သီးတစ်ထောက်စာလေးရှောင်သွားညီတွေ့လိုက်အေးတွေ့လားအသာလေးပဲအာ ကျွန်တော်ပြိသက်တွေကလည်းအားမရတယ်တော့ဖြစ်နေပြီဗျ နောက်ဆုံးချီရဲ့ဒါအချိန်က10မိနစ်လောက်ပဲကြာ အို ပါတော့လေ းအဲ့ဒါအန်နီရများတယ်နော်ခုနတစ်ချက်ကကန်မြင်မောင်တော်တော်ကန်ကောင်းတယ်ပြော စလေးလေးဝါတယ်ညီလာတော့အိုးညီလေးလုံးဝစာကူလာမှုမင်းနေမှာမြင်ရတယ် ဆောင်းဝိုင်းတဲ့နဲ့ အေးလောက်ဟုတ် right ဟုတ် ကျွန်တော်ဒါ ပြီးသွားလိုက်တာ10မိနစ်ထဲကိုရောက်နေပြီပေါ့ ဒီမှာကျွန်တော်တို့အမြန်တော့မချဘူးဆိုရင်တော့ နောက်ဆုံးမိနစ်မှာတော့ရဲတနိုင်ပြန်စီးနေပြီညီလေးကလောသားပေါ့ရဲတနိုင်ပြန်စီးနေပုံရဒါပြန်မဲ့ကို reload ပြီးတော့ဒါရမ်းချီကောင်းတဲ့ပွဲလို့ပြောလို့ရတယ်ချက် ခုန ချက် နေရာမှာကိုလိုက်ဝင်တာ break ဖြစ်ပြီးတော့မဝင်တော့ဘလို့မှမရတော့ဘူးဒီက အေးဟိုဘာအဲ့တော့ကောညီလေးစိတ်ချရသေးလေ ဒီပွဲ ရဲတနိုင် pressure လိုက်ပေးနေတယ် pressure လိုက်ပေးနေပြီ10စက္ကန့်လို့ 10စက္ကန့်ပဲလိုတော့တယ် 10စက္ကန့်မှာစိုင်ထိုးမလားချက်ချိရမယ်စင်တာအလဲမှာတော့ရောက်နေပြီပေါ့ ဟောဒါတည်ဖြစ်မလားနိုင်ပြီ ဟိုကတော့ဒါမြင်းမြတ်မောင်နည်းနည်းလေးဖို့တာ striking နဲ့ကြည့်မယ်ဆိုရင်တော့မြင်မောင်ကတော့ဒီပွဲမှာ ဒါပေမဲ့နောက်ဆုံးချီမှာတော့ရဲတနိုင်ဟိုရေးတာတယ် အမှတ်ပေးနေဆိုလို့ရှိရင်တော့မြင်မောင်တော့ဒါကျွန်တော်ဒါအခုခုနပြောဆိုပဲအမှတ်ပေးဆိုလို့ရှိရင်တော့မြင်မောင်ဖြစ်တယ်နော် ဒါဒိုင်နေရဲ့ official ရလိုက်ကိုစောင့်ကြည့်ရမှာပေါ့ မပိကဘူးပဲအတော်မိုက်တာအဲ့ဒါတော်လာတယ် လုံးဝချက် ဒါပေမဲ့အဲ့နေရာလေးတွေမှာလေကျွန်တော်ကြည့်သလောက်ကကျွန်တော်1 day တစ်လက်မလောက်ကအများနဲ့လို့အဲ့ဒါလေးပို့ပြီး train နိုင်တော့ပိုကောင်း အပတ်ကကြီးထိလိုက်ကမှ အမကျွန်တော်ပြောချင်တာအဲ့နာလေး ငါးလေကေဒီဝေတဲ့ဘောင်စင်ပွဲစဉ်မှာတော့မပေးတိုင်လူကြီး3ဦးရှိသည့်နဲ့မပေးတိုင်3ဦးလုံး၏အမတ်သားဖြင့်အနိုင်ရရှိသွားသူကတော့အနီတော်မှဂိုး